ထိုင်းနိုင်ငံရွှေမြောက်ပိုင်းမုံအဟန်ပြည်နယ်မွိုင်ခိုင်းမှာ17နှစ်အရွယ်ယောက်ျားလေးတူမောင်းလာခဲ့တဲ့ပစ်ကတ်ကားကစိုးခံကြွလာတဲ့ဖုန်းကြီးတွေကိုဝင်တိုက်ခဲ့ရကြောင်းဖုန်းကြီး8ပါးပြန်လုံတော်မူပြီးတော့14ပါးဒဏ်ရာရခဲ့တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။ရွှေတိုင်းမှုဟာမနေ့ကဇွန်လ2ရက်နေ့နေ့လယ်7နာရီခန့်မှာနာစီနွယ်တိုက်နယ်အတွင်းမှာရှိတဲ့ဗန်နာစီနွယ်ကျွေးရအနီးလမ်းမပေါ်မှာဖြစ်ပွားခဲ့တာပါ။မုံဟန်အုပ်ချုပ်ရေးမှုရဲ့ပြောဆိုချက်အရတန်းဆိုးခံမှုအတွက်ချီရင်ကြွလာခဲ့တဲ့ဖုန်းကြီး35ပါးတွေကကားဝယ်တိုင်းမှုကြောင့်9ပါးကတော့အခင်းပြတဲ့နေရာမှာပဲပြန်လုံတော်မူခဲ့ပါတယ်။နောက်ထပ်3ပါးကဆေးရုံရောက်ပြီးနောက်ပိုင်းမှာပြန်လုံတော်မူခဲ့တာကြောင့်စုပေါင်း8ပါးအထိရှိလာတာဖြစ်ပါတယ်။ဒဏ်ရာရတဲ့ဖုန်းကြီး14ပါးကိုဆေးရုံတင်ထားပြီးတော့တချို့မှာတော့ဒဏ်ရာပေးရတယ်လို့သိရပါတယ်။ကနဦးရတဲ့ဖက်ရဲ့စစ်စစ်ချက်အရာမှာတော့ပစ်ကတ်ကားကို17နှစ်အရွယ်ကလေးတစ်ယောက်ကမိဘအုပ်ထိပ်သူရဲ့ခွင့်ပြုချက်မပါဘဲနဲ့လူဆောင်မောင်းနေလာတာလို့ဆိုပါတယ်။အသက်ရှင်ကျရတဲ့ဖုန်းကြီးရဲ့ပြောဆိုချက်အရာဒီပစ်ကတ်ကားကလမ်းပေါ်မှာရိတ်ထိုးလာပြီးတော့ထိန်းချုပ်မှုလို့သွားပြီးဖုန်းကြီးအဖွဲရှိတဲ့လမ်းဘေးကိုချော်ထပ်ပြီးတော့ဝေလိုက်ခဲ့ရလို့သိရပါတယ်။ရှင်မောင်ကလေးကိုတော့ရဲစခန်းမှာထိန်းသိမ်းထားပြီးဒီတိုင်းမှုဖြစ်ရတဲ့အကြောင်းရင်းကိုတပ်တွေကအထောက်အထားတွေစုဆောင်းတာလက်နေတပ်တွေကိုမေးမြန်းတာတွေနဲ့ဆက်လက်ဆောင်ဆန်းနေပါတယ်။ဒဏ်ရာရတဲ့ဖုန်းကြီးတွေကိုကုသပေးနိုင်ဖို့အတွက်မုံအဟန်စေယုံကသွေးရိုးစမ်းအားလုံးအရေးပေါ်လာရောက်ကူညီပေးကြဖို့လည်းမြစ်တာရက်ခံထားပါတယ်။